င်းရဲလိုထမင်းကိုရေးနေစားကတငယ်ချင်းတောင်မရှိပဲအနှိမ်ခံရတဲ့ဘဝကနေထိတ်တန့်တတိဖြစ်အောင်စူးစမ်းခဲ့ရပုံကိုပြပြလာတဲ့ကက်ပီယာမောင်မိုးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အခုချိန်မြန်မာနိုင်ငံမှာအလူတန်းအလုဆောင်တတိကြီးတယောက်ကိုပြပါဆိုရင်စိန်ဆိုင်တဲ့နိဗ္ဗာန်ကုံစုံဆိုင်ပိုင်ရှင်တတိကြီးကက်ပီယာမောင်မိုးကိုပဲမြင်ရမှာပါအခုတော့တထေးကြီးကက်ပီယာမောင်မိုးကငယ်စဉ်အခါဆင်းရဲလို့စားစရာမရှိတဲ့လူတွေအပေါင်းအသင်းမလုပ်ချင်ခဲ့တဲ့သူ့ရဲ့ဘဝဇာတ်ကြောင်းနဲ့အတူသူ့လိုမျိုးအနိုင်ခံဘဝမရအောင်သားသမီးတွေအတွက်စ조사ခဲ့ရပုံတွေကိုဝမ်းနည်းစွာနဲ့ပြောပြလာတာဖြစ်ပါတယ်။ကက်ပီယာမောင်မိုးဟာရန်ကုန်မြို့ရဲ့အချက်ချာကြတဲ့ Time City မှာမြန်မာနိုင်ငံရဲ့အကြီးမားဆုံးနဲ့ထိပ်တန်းအဆင့်ရှိတဲ့ဆင်ရွှေရတနာဆိုင်ကြီးကိုပိုင်ဆိုင်ထားတဲ့တထေးတဦးဖြစ်ပါတယ်။ဒါအပြင်ဘာသာရေးနဲ့ပတ်သက်တဲ့ဗုဒ္ဓဆင်တုတော်တွေသင်္ကန်းနဲ့ပြေးခရာတွေကိုရောင်းချတဲ့နိဗ္ဗာန်ကုံစုံဆိုင်ကြီးကိုလည်းဖွင့်လှစ်ထားတဲ့သူပါလူတွေကသူ့ကို Time City ကအစိမ့်ဆိုင်ပါရှင်တထေးကြီးလို့သိကြသလိုကက်ပီယာမောင်မိုးဟာမနက်မိုးမလင်းခင်အာယုံတက်အချိန်မှာနေ့စဉ်မပြတ်တန်ဃာတော်တွေအတွက်စွန့်ချက်ဖို့မိကိုတိတ်တွေအိုးကြီးအိုးငယ်တွေကြားမှာအလုပ်သမားတွေနဲ့အတူဟင်းအိုးကြီးတွေကိုကိုယ်တိုင်မှွေပြီးတော့ချက်ပြုတ်နေတဲ့အိုးကြီးချက်တယောက်အဖြစ်တွေ့ရမှာပါကက်ပီယာမောင်မိုးကနေ့စဉ်နေ့တိုင်းတန်ဃာတော်အပါပေါင်း1950ကျောင်းစွန့်ဟင်းတွေကိုမပြတ်မကွက်ကိုယ်တိုင်ချက်ပြုတ်လောင်းလူနေရဖြစ်ပါတယ်တထေးတယောက်အနေနဲ့ငွေစိုက်ထုတ်ပြီးတော့လူ9ခိုင်လို့ရပေမဲ့ကက်ပီယာမောင်မိုးကတော့အဲ့ဒီလိုမလုပ်ပါဘူးကက်ပီယာမောင်မိုးရဲ့အလေးစားရဆုံးအချက်ကတော့သူ့မှာဂုံပကသနာလုံးဝမရှိတာပါသူဟာအလူပြုလုပ်တဲ့အခါမှာနာမည်ကြီးဖို့ထက်တန်ဃာတော်ရေးစုံဖုံပေးလို့အဆင်ပြေဖို့အတွက်ကိုပဲဦးစားပေးပါတယ်။အစပိုင်းမှာသူကဘသူစီကမှအလူငွေမယူပဲကိုပိုင်စီးပွားရေးကနေရတဲ့ဝင်ငွေနဲ့တင်ချက်ပြုတ်လှူဒန်းခဲ့တာပါ။လူတွေကတော့ကက်ပီယာမောင်မိုးရဲ့ဘာသာရေးလိုက်စားရိုသေကိုင်းဆိုင်ပုံကိုလေးစားအားကြပါတယ်။ဒါပေမဲ့လည်းဗီဒီယိုအစမှာပြောခဲ့သလိုပဲကက်ပီယာမောင်မိုးကအခုချိန်သူ့ကိုလူတွေအားကြနေပေမဲ့ငယ်စဉ်အခါသူဘလောက်ထိဆင်းရဲနွမ်းပါခဲ့တယ်လဲဆိုတာကိုဝမ်းနည်းစွာနဲ့ပြောပြခဲ့တာပါကက်ပီယာမောင်မိုးရဲ့အဖေကဝက်ရှော့ပညာသင်နေချိန်အိမ်မှာစီးပွားရေးအဆင်မပြေလို့ထမင်းကိုရင်းနေစဉ်ကအာပြဲ6ကြော်နဲ့ထမင်းစားခဲ့ရတယ်လို့ဆိုပါတယ်ဒါအပြင်ကက်ပီယာမောင်မိုးရဲ့မိဘတွေကစင်းရဲလုံးလို့ဘသူကမှလည်းအเจ้าမှာအပေါင်းအသင်းမလုပ်ကြလို့တငယ်ချင်းမရှိဘဲနဲ့ကြီးပြင်းလာရတယ်လို့ဆိုပါတယ်။ဒါအပြင်မိဘတွေကားလိုင်းထောင်တော့လေចောင်းသားရွယ်မှာမျက်နှာငယ်စွာနဲ့ရှက်ရှက်နဲ့စပယ်ယာလေးလိုက်လုပ်ခဲ့ရတယ်လို့သိရပါတယ်။ဒီလိုငယ်စဉ်အခါမျက်နှာငယ်ခဲ့ရလို့လေကက်ပီယာမောင်မိုးကသားသမီးတွေငါလိုကုန်းမငယ်ရဘူးဆိုတဲ့အသည့်နဲ့စူးစမ်းပြီးတော့သားသမီးတွေဂုဏ်ယူရတဲ့နိဗ္ဗာန်ကုံစုံဆိုင်ပိုင်ရှင်စိန်ဆိုင်ပိုင်ရှင်တထေးကြီးဖြစ်အောင်စူးစမ်းနိုင်ခဲ့တာလို့ဆိုပါတယ်။ဒါအပြင်ကက်ပီယာမောင်မိုးကငယ်စဉ်ကဆင်းရဲပြီးတော့အပေါင်းအသင်းမရှိခဲ့ရကြောင်းအခုသားသမီးတွေကတငယ်ချင်းတွေကိုစီနဲ့သွာလာလှူရှားနေတာပျော်ရွှင်နေတာမြင်ရင်မိဘတယောက်အနေနဲ့အရန်ကိုဝမ်းသာဂုဏ်ယူကြည်နူးပီတိဖြစ်မိရလို့ဆိုပါတယ်အထူးသဖြင့်တော့ကိုမရခဲ့တဲ့ပျော်ရွှင်မှုတွေကိုကိုယ့်ရဲ့သားသမီးတွေကရရှိရကြောင်းကက်ပီယာမောင်မိုးကဝမ်းသာပျော်ရွှင်နေတာပါကက်ပီယာမောင်မိုးဟာအစောပိုင်းမှာရွှေဆိုင်ဖွင့်နေချိန်သားသမီးတွေကစိုးသွမ်းလို့ကိုယ်တိုင်ဘာသာရေးလိုက်စားတတ်အောင်ရွှေဆိုင်ပိတ်ပြီးတော့ကိုယ်တိုင်သွန်တင်ဆုံးမပြုစုပြောထောင်ခဲ့ရကြောင်းအခုလိုသားသမီးတွေကသူ့လိုမျိုးဘာသာရေးလိုက်စားတတ်နေပြီလို့ဆိုပါတယ်ဒီအတွက်ကြောင့်လေကက်ပီယာမောင်မိုးကသားသမီးတွေအတွက်ဂုဏ်ယူနေရတာပါဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့သူတွေရောငယ်စဉ်အခါအနှိမ်ခံဆင်းရဲခံဘဝကနေအခုလိုထိတ်တန်းတထေးဖြစ်လာတဲ့ကက်ပီယာမောင်မိုးပေါ်မှာမိမိတို့ရဲ့အမြင်ကိုမှတ်ချက်ပေးခဲ့ပါဦးနော်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်